ကဲအားလုံးပဲမင်္ဂလာပါနော်မနေ့ဖြန်အတွက်ပေါ့နော်မနေ့ဖြန်အတွက်ပတ်သီးတစ်လုံးနဲ့တစ်ခွက်ကောင်းလေးတစ်ခွက်တင်ပေးခြင်းလို့နော်ပတ်သီးကတော့ဒီအောက်မှာတော့ရေးထားတယ်ပြီးရင်ပြပေးမယ်နော်တစ်ခွက်ကောင်းကလည်းဒီထိတ်ရောအပိတ်ရောပေါ့နော်စိုက်ရောအကုန်လုံး break တွေရောချုပ်ထားတယ်တစ်ခွက်ကောင်းပေါ့နော်အဲ့ဒါလေးကိုပြပေးခြင်းလို့ပါနော်မနေ့ဖြန်အတွက်ကတော့ပတ်သီးအနေနဲ့6ပတ်သီးပေါ့ဟောဒီ6ပတ်သီးကသူကဘယ်ကနေစမှာလဲဆိုတော့နော်ပြပေးမယ်နော်သူကဘယ်ကနေစမှာလဲဆိုတော့131 3လုံးပေါင်းခြင်း2 831 3လုံးပေါင်းခြင်း2 989 3လုံးပေါင်းခြင်း2 3လုံး2 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 2 3ချက်2ရဲ့ပါဝါခွန်3ချက်ပြန်ကစားမယ်ဘယ်လိုကစားမလဲဆိုတော့881 3လုံးခွန်911 3လုံးခွန်999 3လုံးခွန်ခွန်ဆိုပြီးတော့ခွန်3ချက်ကစားတယ်เนาะ131ကနှစ်ရဲ့ပါဝါတွေခွန်ခွန်ဆိုပြီးခွန်3ကကစားတယ်ကစားပြီးဒီခွန်ထိတ်ကလည်းနှစ်3ကကစားသွားတယ်เนาะဘလို့ကစားလဲဆိုတော့ဒီပေါ်မှာရိုက်ထားတဲ့နှစ်တွေကိုသူကဘလို့ပြန်ပြီးတော့နှစ်မလဲဆိုတော့နှစ်1 9ကနှစ်တယ်3 9 3ညာကလည်းနှစ်တယ်9ခွန်6 3လုံးနှစ်ဒီလိုနှစ်ဒီလိုနှစ်ဒီလိုနှစ်3ကကစားသွားတယ်เนาะသူကဘာလို့နှစ်3ကကစားသွားတာလဲဆိုတော့ဒီပေါ်မှာရိုက်သွားလို့เนาะအဲ့ဒါဟိုမှာကျွန်တော်တို့က3လုံးနှစ်ကိုလွယ်လွယ်လေး6 3ဒီလို9ရယ်ဒီ3ရယ်ဟောလို့ခွာပေါင်းခြင်းလေးကနှစ်3ညနှလုံးပေါင်းခြင်းကနှစ်ပြီးရင်3ရယ်ဒီမှာရှိတဲ့9နောက်ပိတ်ရယ်เนาะအဲ့ဒါဆိုရင်လည်းကျွန်တော်တို့ကဘာဖြစ်မှာလဲနှစ်ဖြစ်မှာเนาะနှလုံးနှစ်ဆိုပြီးဟောဒီမှာရှိတဲ့9နောက်ပိတ်เนาะဒါ9ရယ်ကိုထိတ်ရောနောက်ပိတ်ရောရှိတာကိုကျွန်တော်ပြပေးတာဒါနောက်ပိတ်ရောက်သွားပြီသူကလွယ်လွယ်လေးနောက်တစ်ခုကဘာလဲဆိုတော့3 9 1 3လုံးပေါင်းတော့3နောက်ပိတ်9 2 9 3လုံးပေါင်းတော့3ညနောက်ပိတ်9 3ခွန်3လုံးပေါင်းတော့9နောက်ပိတ်ဆိုပြီးတော့9ကနောက်ပိတ်နောက်တစ်ချက်เนาะအဲ့ဒီ9တစ်လုံးကောင်းတဲ့အကြောင်းကိုပြောပြเนาะအဲ့ဒါပြင်ကျွန်တော်တို့ကနောက်ထပ်9နောက်ပိတ်ကဘယ်လိုလဲဆိုတော့ဒီမှာရှိ9 3ည6သူကပြန်ဖြေပါပေါ့ဟောဒီ9ကိုသူကဒီလိုလေးခွာပေါင်းရင်8 1ဟောလိုလေး9တယ်9လို့ရိုက်ပြီးရတယ်9ရဲ့ပါဝါ4ပြန်ရိုက်မယ်ဘယ်လိုရိုက်မလဲဆိုတော့3 3ည1 3လုံးပေါင်းတော့4ဟောဒီ3ညကို1 9ဟောလိုလေးနှလုံး3ညရတယ်3ညပြီးပြီဆိုတာ ਨੇ 3ညရဲ့ပါဝါ9 3ည6 3လုံးပေါင်းတော့9အခုကျွန်တော်တို့က6ကိုเนาะ9ခွန်ဟောလိုလေး6လို့ဖြစ်ပြီးတာ ਨੇ 6ရဲ့ပါဝါ3ည2 9 3လုံးပေါင်းတော့1ဆိုပြီးတော့ကျွန်တော်တို့ကရိုက်မယ်เนาะအဲ့ဒါဆိုရင်လေ9နောက်ပိတ်ဖြစ်သွားမယ်เนาะဟုတ်တယ်เนาะအဲ့ဆိုရင်9နောက်ပိတ်เนาะအဲ့ဒီ9နောက်ပိတ်ကဘာလို့ကောင်းတာလဲဆိုတော့တခြားသူမူတွေရောအများကြီးတော့ရှိသေးရပေါ့နော်9တစ်လုံးကဒါပေမဲ့ကျွန်တော်ကဟောဒီနောက်ပိတ်ကိုတော်တော်လေးကိုသဘောကျလို့ပေါ့နော်နောက်ပိတ်ရောထိတ်ရောရှိတာပေါ့အဲ့တော့မှကျွန်တော်တို့ကဒီမှာဆိုရင်တစ်ခွက်ကောင်းပေါ့နော်ဘာကနန်းကိုထိုးရမလဲ9ကထိတ်ရောအပိတ်ရောရှိတယ်ကျွန်တော်တို့ကတကယ်လို့9လို့ကြိုက်လိုက်တာ ਨੇ 8 2 5က3လုံးပေါင်းတော့9 2ပွင့်กว่า9 1 3က3 2 9 3ညာ3လုံးပေါင်းတော့9 3 1ပြီးရင်ကျွန်တော်တို့က9လူတာ ਨੇ 3ခွန်9 9ဆိုပြီးတော့2ပွင့်กว่าနဲ့သွားမှာပေါ့နော်အားကြောင့်မလို့လေကျွန်တော်တို့က9နောက်ပိတ်ကိုကစားတာပေါ့နော်အဲ့ဒါပြင်အဲ့ဒီ9နောက်ပိတ်ကနောက်တစ်ချက်ကဘလို့လဲဆိုတော့ဒီမှာ8 1 9 5 9 4 9 3ညာ9 9 4 9เนาะဟောဒီ9 4 9ရဲ့နက်ခတ်เนาะ9 4 9ရဲ့နက်ခတ်ကဘာလဲဆိုတော့6 9 6အဲ့ဒါကိုပြန်ပြမယ်เนาะနှလုံး9နှလုံး4နှလုံး9 9 4 9ရဲ့နက်ခတ်ကိုပြန်ရိုက်မယ်ဘယ်လိုရိုက်မလဲဆိုတော့သူ့ရဲ့နက်ခတ်6 9 6ဘယ်လို6မလဲဆိုတော့1 2 3 3လုံးက6တယ်เนาะ1 2 3 3လုံးက6တယ်ဟုတ်တယ်เนาะ9ရဲ့နက်ခတ်1 2 3 6တယ်4ရဲ့နက်ခတ်က9 3 3ည2လို့ရိုက်တယ်เนาะ4 2ပြီးရင်9ရဲ့နက်က6လို့ပြန်ပြီကျွန်တော်ကဒီမှာ9ဆိုတော့ခွန်3ည9ဆိုမှ6เนาะအဲ့ဒါကြောင့်မလို့9 4 9ရဲ့နက်ခတ်6 2 6ဆိုပြီးတော့လေဒီမှာလဲ9နောက်ပိတ်ပဲเนาะဟုတ်တယ်เนาะပြီးရင်ထပ်ပြီးတော့ရိုက်ပြမယ်1 8 3ည3လုံးပေါင်းတော့9 9 1 6 3လုံးပေါင်းတော့6 9 6 3ည9 2 3လုံးပေါင်းတော့1 9 6 1ရဲ့နက်ခတ်3လုံးပေါင်း9ရဲ့နက်ခတ်က3 3ဟောလို့ဇောင်းပေါင်းခြင်းလေး6 9 1 6 6ရဲ့နက်ခတ်ကဟောလို့ဇောင်းပေါင်းခြင်းလေး9 3ည9 2 1 3လုံးပေါင်း8ရဲ့နက်ခတ်က1ရဲ့နက်ခတ်က9 9ဆိုပြီးတော့ဟောလို့လေးပေါ့နော်ဇောင်းပေါင်းခြင်းလေးကလည်း8ဆိုပြီးတော့
ဟောမှာ6နောက်ပိတ်လေးပေါ့နော်အဲ့ဒီ6ကထက်ရောအပိတ်ရောကောင်းတာပေါ့အဓိကတော့ဒါပေမဲ့ဒီဟာမှာကတော့လုံးဝကိုနောက်ပိတ်ရောထက်ရောမှာ6တလုံးကောင်းလုံးလို့ပေါ့နော်အဲ့ဒီ6ကိုပဲဗရိတ်နဲ့ပေါ့အဓိကတော့ပေါက်အောင်ပေါ့ထိုးရမှာပေါ့နော်အဲ့ဆိုရင်6ကပြပြီးသွားပြီနော်နောက်ပြပြီးပြီရှေ့ထပ်ပြပြီးမယ်ရှေ့ကသူကဘလို့လဲဆိုတော့ဒီမှာ8 2 5 3လုံးပေါင်းတော့5နော်6 1 3 3လုံးပေါင်းတော့3 5 3 2 9 3ညာ3လုံးပေါင်းတော့1နှစ်ပွင့်กว่าပေါ့နော်5 3 1နော်3လုံးပေါင်းနဲ့5ရဲ့ပါဝါ3ညအဲ့ဒါကဘယ်လိုလဲဆို1 9ဟုတ်လို့လေဇောင်းပေါင်းချင်းလေး3ညတယ်3လုံးပေါင်းနဲ့နော်6 1 3 3လုံးပေါင်းနဲ့3ရဲ့ပါဝါ9 9ဇောင်းပေါင်းချင်းလေးက8တယ်ကျွန်တော်တို့က2 9 3ည3လုံးပေါင်းတော့1ရဲ့ပါဝါ6လို့ဖြစ်ဖို့အတွက်ဆိုရင်ဘယ်လိုဖြစ်မလဲ3နော်1ရဲ့ပါဝါ6ဆိုခွန်းဆိုရင်ဒီမှာရှိတဲ့9ပေါ့9ရဲ့အထောင်ပေါ့နော်အဓိကနော်9ရဲ့အထောင်ဒီ9 3 1ရဲ့ပါဝါတွေ3ည8 6ဆိုပြီးတော့နော်ခွန်းရဲ့6ထိပ်စီရဲ့ပေါ့နော်အဲဆိုရင်9ကထိပ်စီလာမယ်အဲ့ဒါကိုမှကျွန်တော်တို့ကအဲ့ဒီ9ကထိပ်ရောအပိတ်ရောရသွားပြီအဲဆိုရင်ကျွန်တော်တို့ကဘယ်လိုထိုးမှလဲအဓိကတော့လွယ်လွယ်လေးပါဘယ်လိုလွယ်မလဲဆိုတော့လွယ်လွယ်လေး6နှစ်ဆိုတဲ့တက်ွက်ကောင်းကဏ္ဍတက်ွက်ရှိတယ်နော်ဒီမှာကျွန်တော်ပြပြီ6နှစ်တက်ွက်ကောင်းပေါ့ဒဲအာပပဒဲများများဒဲလဲဇာတုအာရင်တော့ပိုကောင်းတယ်နော်ဒီဗရိတ်ရောဖမ်းတာလို့သူကဘယ်လိုဖမ်းတာလဲဆိုတော့ကျွန်တော်ပြပေးမယ်နော်6နှစ်ဗရိတ်1ဗရိတ်1ကဘယ်လိုလဲဆို4 8ဇောင်းပေါင်းချင်းလေး2 4 5ဇောင်းပေါင်းချင်းလေး9 2 9ဇောင်းပေါင်းချင်းလေး1နော်2 9 1နော်ဟောဒီ2က2 3ညဟောလို့လေး2လို့ကြပြီမှာ9 3ဗရိတ်2လို့ကြ4 5ဟောမှာ9လို့ကြတာကနော်3 6ဟောလို့ဇောင်းလေး9ပြီလို့ကြမှာဗရိတ်9လို့ကြတယ်ကျွန်တော်တို့ကဒီမှာ9နှစ်နော်9နှစ်1ဒီမှာ2 9 1ကဒီမှာ9နှစ်ဇောင်းမှာ1လို့ဖြစ်ပြီးမှာဒီမှာ break 1ဆိုပြီးဖြစ်ရမှာเนาะသူကဘာလို့ break 1လို့ဖြစ်ရမှာလဲဆိုတော့ကျွန်တော်9နှစ်ကိုရေးပြီးတော့ချုပ်ပြမယ်เนาะသူကဘာလို့9နှစ်ကိုချုပ်ပြမှာလဲဆိုတော့ကျွန်တော်ပြမယ်ဒီမှာ6နှစ်လေးဒီလိုက6 4နှစ်ဒီလိုက6ဒီလိုက6အဓိက6ရဲ့ပါဝါတယ်เนาะဒီလိုက6ဒီလိုက6ဒီလိုက6 6 3ကရိုက်သွားပြီလွယ်လွယ်လေးတွေ့ရင်6 3ကရိုက်လို့6ရဲ့နှက်ခတ်9လို့ကြားတယ်6 3ကရိုက်လို့6ရဲ့နှက်ခတ်9လို့ကြားတယ်နောက်တစ်ခုက6 3ကရိုက်လို့6ရဲ့နှက်ခတ်9 9လို့ကြားတယ်အဲ့လို9လို့ကြားတယ်လွယ်တယ်เนาะလွယ်လွယ်လေးခုန break တွေမဖမ်းမနဲ့ဆို9လို့ကြားတယ်6ရဲ့ပါဝါဒီလိုလေးဇောင်းပေါင်းချင်း1ပြီ3 8 1တယ်အခု9လို့ကြာနေ6ရဲ့ပါဝါဒီလိုလေးကလည်း1ပြန်ပြီเนาะအခုကျွန်တော်တို့က9လို့ကြာနေဟောမှာကြည့်ဗရိတ်နဲ့ထိတ်နေရောအပိတ်အကိုက်เนาะ9နှစ်ဟောလိုလေးကလည်း1ဆိုပြီးတော့เนาะဒီလိုကလည်း1ဒီလိုကလည်း1ဒီလိုကလည်း1ဆိုပြီးတော့တွေ့လားအဲ့လိုပေါ့เนาะဗရိတ်ရောအပိတ်ရောအဲ့ဒီဟာကျွန်တော်တို့ကဘယ်ဟာနဲ့ထပ်ကိုက်လဲဆိုတော့ပေါ့เนาะကျွန်တော်ထပ်ပြီးနောက်တစ်ခုချုပ်ပြနောက်တစ်ခုပေါ့နောက်တစ်မျိုးချုပ်နေပေါ့เนาะသူက8နှစ်5 3လုံးပေါင်းတော့5เนาะ9 1 3 3လုံးပေါင်းတော့3 2 9 3ည3လုံးပေါင်းတော့1 5 3 1သူ့ရဲ့ပါဝါတစ်ခါတည်းချုပ်မယ်နော်3လုံးပေါင်းချင်း5ရဲ့ပါဝါ1 9နှလုံး3ညလို့ရိုက်လိုက်ပြီးဆိုတာနဲ့နော်3ညရဲ့ပါဝါ2 3 2ရဲ့3ရဲ့ဒီနှလုံးပေါင်းချင်း5ဆိုပြီးတစ်ခါတည်းချုပ်တစ်ခွက်ထက်9 3လို့ထွက်ပြီနော်ကျွန်တော်တို့ကဒီမှာ3ရဲ့ပါဝါ9 9 8လို့ရိုက်လိုက်တာနဲ့8ရဲ့ပါဝါဇောင်းပေါင်းချင်းလေး3နော်9 3ညဆိုတဲ့တစ်ခွက်တည်းထပ်ထွက်သွားပြီအခုကျွန်တော်တို့က1ရဲ့ပါဝါဟောတယ်လူလေးက9ခွန်6လို့ရိုက်လိုက်ပြီနော်6လို့ရိုက်လိုက်ပြီဆိုတာနဲ့6ရဲ့ပါဝါလဲ9နှစ်ဒီမှာနော်သူကဒီလိုတစ်ခါတည်းဟောလူက9နှစ်ပွင့်กว่าဟောလူက3ဟောလူက1ဆိုပြီးတော့9 3 1နဲ့တစ်ခါတည်းချုပ်ပြီးဒီ62ဆိုတဲ့ကဏ္ဍလေးတစ်ခွက်ပေါ့နော်အဓိကပတ်သီးလိုချင်တော့9ပတ်သီးပေါ့ဒီမှာ9နှစ်တစ်ခွက်ကအဲ့ဒီ9 3 1ကဘယ်ကလာလဲဆိုတာပါထပ်ပြပြီးမယ်4 1ဟောလူလေးက9နှစ်1ဟောလူလေးက3ဟောလူလေးက1 5 3 1ဆိုတဲ့ဟာလေးက5 3 1လို့ကြာပြီးတော့မှဒီမှာနော်5 3 1ဆိုပြီးတော့9နှစ်အဲ့ဒါအောင်မှကျွန်တော်တို့က9ရဲ့ပါဝါ3ည3ရဲ့ပါဝါ8 1ရဲ့ပါဝါ6ဆိုပြီးတော့ဗရိတ်ရောထိတ်ရောအပိတ်တွေရောအကုန်လုံးချုပ်ထားတယ်ဓာတ်ခွက်ကောင်း62ပေါ့နော်6ပတ်သီးနဲ့မနေ့ပြန်မှာ62ဓာတ်ခွက်ကောင်းကိုများများလေးထိုးကြပါလို့နော်ပေါက်ရင်တူတူပျော်ရအောင်လို့ပါနော်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်နော်ပေါက်ကြပါသေးနော်